အားလုံးပဲမင်္ဂလာပါ Mr. K9 Channel နဲ့ကြိုဆိုပါရစေမလေးစကားလေးလာခြင်းသင်ခန်းစာ43မှာပြောပြချင်တာကတော့အသုံးများတဲ့စကားစုများအကြောင်းပဲဖြစ်ပါတယ်ဆိုတော့သင်ခန်းစာလေးကိုစပြီးတော့ကြည့်အောင်ပါပူကိုပရပါစကာရန်ပူကိုပရပါအတိတ်ပဲအတူတူပါပဲဆိုတော့ပူကိုဆိုတာကနာယီကိုပြောတာပါပရပါဆိုတာကဘလောက်လဲအရေအတွက်ကိုပြောတာပါစကာရန်ဆိုတာအခုဆိုတော့ပူကိုပရပါစကာရန်ဘဏ္ဍနာရီထိုးပြီလဲစကာရန်ပူကိုပရပါအတိတ်ပဲတူတူပါပဲအခုဘဏ္ဍနာရီထိုးပြီလဲဆိုတော့ပူကိုဆိုတာနာရီကိုပြောတာဖြစ်ပါတယ်ဟုတ်ကဲ့ဂျန်ဆိုရင်ကျွန်တော်တို့က hours ဖြစ်တော့ပါပြီ24နာရီဖွင့်တဲ့ဆိုင်နေဆိုရင်24ဂျန်လို့ရေးထားပါတယ်သူက hour နဲ့တူပါတယ်ပူကိုက o'clock နဲ့တူပါတယ်ဆိုတော့ပြန်ဖြေမယ်ဆိုရင်ကျွန်တော်တို့က3နာရီခွဲဆိုရင်ပူကိုတီကာစတန်ကာလို့ပြောလို့ရပါတယ်ပူကိုတီကာဘလို့လည်းပြောလို့ရပါတယ်ဆိုတော့တီကာစတန်ကာလို့အသုံးများပါတယ်4နာရီဆိုရင်ပူကိုအမ်ပတ်4နာရီခွဲဆိုရင်အမ်ပတ်စတန်ကာကတဝက်ပါပူကိုတီကာဘလို့ဒီလိုလဲသုံးပါတယ်ပူကိုတီကာစတန်ကာ3နာရီခွဲဆိုရင်စတန်ကာဆိုတာတဝက်ကိုပြောတာဖြစ်ပါတယ်ဟာရီနီဟာရီအပါဟာရီဆိုတာနေ့ရက်ဟာရီနီဆိုတာဒီဆိုတော့ဟာရီနီဒီနေ့အီနီနဲ့အတူတူပါပဲဟာရီအီနီဒီနေ့ကဟာရီအပါဆိုတာဘာလဲဘာနေလဲဟာရီနီဟာရီဆပ်တုဆိုတာကစနေဆိုတော့ဒီနေ့ကစနေနေ့ပါဇာယာတာဒမာဆာအွန်တုတူဇာယာဆိုတာငါတာဒဆိုတာတကယ်တော့ formal ကြရေးမယ်ဆိုတီဒပါ TIDAK တီဒဆိုတော့စကားပြောတဲ့နေရာမှာတာဒလို့သုံးပါ TAKDE တာဒဆိုတော့ဇာယာတာဒမာဆာဆိုတာအရှိမာဆက်ဆိုတာချက်ပြုတ်တာမာဆဆိုတာအချိန်ဆိုတော့ဇာယာတာဒမာဆာငါမှအချိန်မရှိဘူး on to do အဲ့ဒီအတွက်အဲ့ဒါလုပ်ဖို့အတွက်ငါမှအချိန်မရှိဘူးဂျန်ငန်ဘွတ်မာဂျန်တူဂျန်ငန်ဆိုတာအငင်းစကလုံးဘွတ်ဆိုတာပြုလုပ်သည်မာဂျန်ဆိုတာပုံစံဆိုတော့ဂျန်ငန်ဘွတ်မာဂျန်တူအဲ့ဒီလိုမလုံနဲ့ဟိုလိုမလုံနဲ့ဂျန်ငန်ဆိုတာအငင်းစကလုံးဂျန်ငန်ဘွတ်မာဂျန်တူအဲ့ဒီလိုမလုံပါနဲ့ကာလောက်မာဂျန်တူဂျုံပါလေကဲအဲ့ဒါဆိုလဲပြန်ကြမယ်လေလို့ပြောတာပါကာလောက်ဆိုတာလင်းဖြစ်မာဂျန်တူဆိုအဲ့ဒီလိုဆိုရင်အဲ့ဒီလိုဆိုလင်းဂျုံဆိုတာကအင်္ဂလိပ်မှာဆိုရင်လက်ဆိုတဲ့စကားလုံးနဲ့တူရတယ်ဘာလက်ဆိုတာပြန်တာဂျုံဘာလက်ဆိုတော့ let's go ပေါ့သွားကြဆို let's go back ပြန်ကြဆိုကာလောက်မာဂျန်တူဂျုံဘာလက်ဒီလိုဆိုရင်ပြန်ကြမယ်လေဒီလိုဆိုရင်ပြန်ကြပါစို့ဒီယာတူဆူရာရာဆိုတာကဆွေမျိုးသားချင်းမှာဒီယာတူဆူရာရာဆာယာသူကငါရဲ့ဆွေမျိုးသားချင်းဒီယာဆိုတာသူတူဆိုတာကဟိုဒီညွန်ပြတာဖြစ်ပါတယ်ဆိုတော့ဒီယာတူအဲ့ဒီသူကအဲ့ဒီလူကဆူရာရာဆိုတာကဆွေမျိုးသားချင်းဆာယာဆိုတာငါဆိုတော့ဆူရာရာဆာယာဆိုရင်ငါရဲ့ဆွေမျိုးသားချင်းဖြစ်ပါတယ်ငါရဲ့ relative ဖြစ်ပါတယ်အာဝါစုကတတမ်ပတ်နီတမ်ပတ်ဆိုတာကနေရာတနေရာညွှန်ပြခြင်းလဲဆိုတမ်ပတ်လို့သုံးပါတယ်ဇာယာအတတကတ်လိုင်းတမ်ပတ်ငါတခြားနေရာမှာရောက်နေတယ်လို့ပြောတာပါအာဝါစုကတတမ်ပတ်နီမင်းဒီနေရာကိုကြိုက်ပါသလားဒီယာအတဘာညာဒွေဆိုတာက1နဲ့အတူတူပါပဲငွေကိုပြောတာဖြစ်ပါတယ်ဒီယာအတသူ့မှာရှိတယ်ဘာညာဆိုတာကအများအပြားဆိုတော့ဒွေဆိုတာငွေဒီယာအတဘာညာဒွေသူကချမ်းသာတယ်ပေါ့သူ့မှာပတ်စံအများကြီးရှိတယ်လို့ဆိုလိုတာပါဒီနေ့ဗီဒီယိုလေးကတော့အသုံးများတဲ့စကားစုတချို့ကိုပြောပြပေးတော့တာဖြစ်ပါတယ်အဆုံးထိအောင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်